ယောဂပြော ကျွန်တော်ဘာဖြစ်လဲ ဟမ်ခမရဖြစ်တဲ့ယောဂခမရပဲသိမလဲကျုပ်ကဘယ်လိုသိမှာတော့ ကျွန်တော်ဖြစ်တာဟာ ဖြစ်တာက ကျွန်တော်ဓာတ်တွေချုပ်ပြီးဝင်းနေသွားနေလို့ ဟမ်ဓာတ်တွေချုပ်ပြီးတော့ဝင်းနေသွားနေလို့ ပထမဓာတ်ချုပ်တယ်နောက်မှဝင်းသွားတယ် ဩ ဝင်းသွားတော့အဲ့ဒါ ဆေးတော့ အင်တာအသွားမှာ အိမ်သာသွား တန်ဆူးလို့ ဟာ တန်ဆူးလား ဒါဆိုရင်မျက်စိခတ်ရမယ် ဟင် မျက်စိခတ်ရမယ် ခြေတော့ကိုတန်ဆူးတာဘာဖြစ်လို့မျက်စိခတ်မှာလဲ ဟောဒီမျက်စိကမမြင်လို့နော်တန်ကိုတက်နင်းမိပြီးစူးတာအဲ့တော့မျက်စိခတ်ရမယ်ဟုတ်ပြီ အခြေခံကစပြီးပို့တာ အခြေခံ မျက်စိခတ် ဟုတ်ပြီနှစ်ခုရပြီနှစ်ခုရပြီနောက်တော့ အဲ့ဒါ အဲ အဲ့ဒါဆရာ အဲ ကျွန်တော်ဆရာဖြစ်နေရင် အဲ ကျွန်တော်ကတော့တုံးတန်ဆင်းပြီးတော့လည်းပြီးမယ်အောက်မေ့တာပေါ့ဆရာ အဲ့ပေါ့ ဆရာဟိုမတော့တာကြတော့မေ့နေလို့ပါဆရာ အဲ့ပေါ့ ဟိုတသလေးဆက်တာကရင်ကောင်းမလားဟင် တာတာလေးဆက်တာကဘာလဲတာတာလေးဆက်တာတခါမှမကြဘူးဗျာတာတာလေးဆက်တာကောင်းလားဆိုတာတော့ အော်ဟိုတတဆိုင်ကလေး အဲ့ဒါစကင်းစကင်းဟိုကိုတက်ရင်ပက်လက်ကိုရှိလား ကိုတက်ရင်ပက်လက်ဟာကိုလိုဘာကိုတက်ရင်ပက်လက်တော့ခင်ဗျားစီတခါကြဘူးကျုပ်ကိုတက်ရင် တော့ကြလို့မေးလို့ကိုတက်ပလက်ကိုတက်ပလက်ဟာကိုတက်ရင်ပက်လက်ဆိုခင်ဗျားအခါကြဘူးဗျာခင်ဗျား ဟိုကိုလည်းဖင်ဒီကိုပေးပါလားဆရာ ကိုလိုက်အဲ့လိုခင်ဗျားဆေးတွေပြောတာလားဘာတွေပြောနေကိုဝါသနာပါတာလျှောက်ပြောနေတာ ဟုတ်လေဆရာဆေးလေဆရာအဲ့ဒီဟာလေးက ခင်ဗျားဘာ တက်ဆေးပဲ ဘာတိပဲမရှိအောင်ပြောနေ ကလုံးလုံးဖီတွေကိုအော် အဲ့လားဟုတ်ရှိတယ် မကဲချက်ချင်းရှိ မိုက်ကယ်ဂျက်ဆင်ဒီနင်းလင်အကြောင်းကိုနေတွေးမနေနဲ့နော်မိုက်ကယ်ဂျက်ဆင်ဟိုဘက်သူများနိုင်ငံမှာ